EcoFlow data 2800 watt ခင်ဗျဈေးဘယ်လောက်နဲ့ရောင်းပေးမယ်လို့ထင်ပါလဲရှမ်းတန်နေပါပြီเนาะဒီကောင်မွေးဈေး26သိန်း9000 24သိန်းခွဲနဲ့ရောင်းပေးနေတယ်ခင်ဗျဆိုင်မှာလာရောက်ဝယ်ယူအားပေးမယ်ဆို24သိန်းနဲ့ရပါမယ်เนาะကတ်စပတ်9000ပြန်ပေးပါမယ်ခင်ဗျ BNS system ပါဝင်ပါတယ် UPS ဘိုင်ဘတ် system ပါဝင်ပါတယ်ခင်ဗျ quick charge system ပါပါတယ်ဖုန်းနဲ့ Bluetooth ချိန်ပြီးတော့setting ကိုလိုသလိုချိန်ပြီးအသုံးပြုနိုင်တယ်ခင်ဗျเนาะအားသွင်းအမြန်အနှေးအဲ့လိုလေးတွေချိန်ပြီးသုံးလို့ရတယ်ခင်ဗျ system ရမ်းမြင့်ပါတယ်เนาะဒီကောင် overload တွေပါတယ်လည်းမရှိပါဘူးခင်ဗျ overload တွေပါတယ်လည်းဖြတ်ချပေးတဲ့ system တွေပါတယ်အကုန်ပါဝင်ပါတယ်เนาะ USB output က4ပေါက်ပါခင်ဗျတိုက်စီ output 2ပေါက်ပါဝင်ပါတယ်เนาะဒီကောင်လေးတစ်ချက်စစ်ဆေးပေးပါမယ်ဒါပန်းကလေးပေမီချောင်း2ချောင်းမီလုံးတစ်လုံးနဲ့ဆန်းပြပေးမယ်เนาะဒီကောင်အသုံးပြုမယ်ဆိုတော့နောက်မှAC output 4ပေါက်ပါဝင်တယ်ခင်ဗျဒီကောင်လေးသုံးမယ်ဆိုခလုတ်လေးနှိပ်ပေးရပါဒါဆို AC ထွက်ပါပြီเนาะရမိုက်ပါတယ်ဟုတ်ကဲ့ဒါ4ပေမီချောင်း2ချောင်းမီလုံးတစ်လုံးပန်းကတစ်လက်ပါခင်ဗျနော်ပန်းကလေးလည်းဖွင့်ပြပေးတာပါတယ်ဆွဲတဲ့ဝက်ကိုတိကျပြပေးတယ်ကြာချိန်ပြပေးပါတယ်ခင်ဗျာနော်ခေါင်းလေးရမ်းမိုက်ပါတယ်ခုနေ့ဝယ်မယ်ဆိုဈေးနှုန်းတွေဟာရမ်းတန်နေပါတယ်နော်မီလီများ2ရက်3ရက်ကြိုးကြောင်လောက်လိုက်မယ်ဆိုဈေးနှုန်းတွေပြန်တက်လာနိုင်ပါတယ်ခင်ဗျဒါဆို4နာရီရမယ်လို့တိကျပြပေးပါတယ်နော်ရမ်းကောင်းပါတယ်နောက်လေးတစ်ချက်ပြပေးမှာခင်ဗျဒီမှာ AC output 4ပေါက်ပါဝင်တယ်နော်ဒီကမှာ expansion နဲ့ခွဲသုံးလိုက်ရတယ်ခင်ဗျဒီမှာ DC ပေါက်တွေလည်းပါဝင်ပါတယ် secret lighter ပေါက်ပါဝင်ပါတယ် MPPT controller စနစ်ပါတယ် controller ခံရမလို့ဒီမှာတိုက်ရိုက်ထိုးပြီးတော့ solar တိုက်ရိုက်ထိုးပြီးအားသွင်းလို့ရတယ်ခင်ဗျနော်ဒီမှာ solar တွေလည်းအုပ်စုံလိုရပါတယ် solar 980အထိဆင်ပြေပါတယ်ခင်ဗျ980တစ်ချက်ဆိုဆင်ပြေမယ်ဒီမှာ AC ကျိုးတိုက်ရိုက်နဲ့ AC အားသွင်းမယ်ခင်ဗျနော်ဒီကောင်0 to 100ကိုမိနစ်80ဆိုပြည့်အားပြည့်တယ်ခင်ဗျာနော်20 to 100ဆိုရင်တနာရီနဲ့အားပြည့်ပြောင်းမယ်ဒီမှာ overload fuel လေးပါပါတယ် overload ဆွဲမိနေဒီကောင်လေးခလုတ်တက်ပြီးသူ့ဘာသူ auto ဖြတ်ပေးမယ်ခင်ဗျာနော်ဒီမှာ DC မီးလေးလည်းတစ်ချက်ဆန်းပြပေးမယ် DC တွေပါလေသုံးချိန်နဲ့အဆင်ပြေတာပေါ့ဗျာဒီကောင်ကတော့အားစားတက်တာတာပေါ့နော် DC သုံးမယ်ဆို DC ခလုတ်လေးနဲ့လဲပါမယ်ဟုတ်ဒီမှာ DC မီးလေးလေးပြီခင်ဗျာနော်ဒါ DC ပန်က DC နဲ့ပတ်သက်တဲ့မီးလုံးလေးမီးချောင်းတွေဒါတွေအသုံးပြုလို့ရတယ်ခင်ဗျာဒီမှာ2ပေါက်ပါဝင်ပါတယ်နော်ဟုတ်ကဲ့အရန်အောင်လမ်းပါတယ်ခင်ဗျာဒါလေးမြန်ဝယ်ယူအားပေးကြပါအောင်နော်အားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ